ဒါကတော့ကမ္ဘာပေါ်မှာအထူးဆန်းဆုံးတဲကန်နာရတစ်ခုဖြစ်နိုင်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့တဲထက်ရေကပိုများနေတာဖြစ်ပြီးအဲ့ဒီထဲမှာရေကူးလို့တောင်ရပါတယ်။ဒီနေရာကိုတော့ Lençol East Marine Hanses လို့ခေါ်ပြီးဘရာဇီးနိုင်ငံရဲ့အရှေ့မြောက်ဘက်မှာတည်ရှိပါတယ်။ဒါကိုအင်းအိုင်တစ်ထောင်တဲကန်နာရဲလို့လည်းခေါ်လေးရှိကြပါတယ်။မိုးရာသီမှာဆိုရင်အဖြူရောင်တဲတောင်ခုံတွေကြားကမြေနိမ့်ပိုင်းတွေမှာရေတွေပြည့်လာပြီးအရွယ်အစားမျိုးမျိုးရှိတဲ့အင်းအိုင်ရာနဲ့ချီဒါမှမဟုတ်ထောင်နဲ့ချီဖြစ်ပေါ်လာပါတယ်။ဒီအင်းအိုင်ချို့ဟာမီတာတော်များများရှည်လျားနိုင်ပြီးရေနက်ကတော့ခါလောက်အထိရှိတတ်ပါတယ်။ဒီကာလအတွင်းမှာတော့တဲကန်နာရကြီးဟာအေယာမတဘာဝရီကစားကွင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ခီးသွားတွေဟာတဲပေါ်မှာလမ်းလျှောက်ဖို့တင်မကပဲရေကူးဖို့အတွက်ပါဒီကိုလာကြပါတယ်။ဒီအင်းအိုင်တွေကရေတွေဟာတန့်ရှင်းကြည်လင်ပြီးနှွေးထွေးပါတယ်။ဒီမှာလေတိုက်ခတ်မှုရှိတာကြောင့်အချို့ဆိုရင်လေထီလိုင်းစီးတာနဲ့လှေလော်တာတွေကိုပါပြုလုပ်ကြပါတယ်။မိုးရာသီအကုန်ဇူလိုင်လမှာဆိုရင်ဒီအင်းအိုင်တွေမှာရေအများဆုံးဖြစ်ပါတယ်။နှစ်ကုန်ပိုင်းမိုးပြတ်သွားတဲ့အချိန်မှာတော့အင်းအိုင်တွေကတဖြည်းဖြည်းအမွေးပြန်သွားပြီးနောက်တရာသီမရောက်ခင်အထိပုံမှန်တဲကန်နာရအခြေအနေတိုင်းပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့6သွေးတဲ့ရာသီမှာတော့ Lençol East Marine Hanses ဟာကမ္ဘာပေါ်မှာအလှပဆုံးနေရာတွေကတစ်ခုအဖြစ်ရှိနေစေဖြစ်ပြီးအထူးသဖြင့်နေဝင်ချိန်မှာပိုလာပါတယ်။ဒါကဖိုတိုရှော့နဲ့ပြင်ထားတာမဟုတ်ပါဘူး။တင်ရောဒီထူးဆန်းတဲ့တဲကန်နာရထဲမှာရေကူးခြင်းပါသလား